အိမ်ကအရင်နေရာမှာပဲလား အရင်နေရာပဲလေ အရင်နေရာဘယ်နှမ်းမှာ အရင်နေရာမှာပဲဆိုကမှဘယ်နေရာမှာတော့ အရင်တော့လာလူတော့ဇဝေဇဝါပြီးမေ့နေလို့လေ ဟောဒီဘက်ကနေပတ်သွားလိုက်ဒီဘက်ကနေပတ်ဒီဝိုင်းရောပတ်သွားရောမတွေ့လားမလားမတွေ့လား ဟောလေ မတွေ့လားသူမိုးတုကသူခင်းလေးလိုက်စင်လေးလေ အေး အဲ့ဒါနတ်စင်နော် ဩအေးမေးတာနတ်စင်မေးတာမဟုတ်ဘူး အဲ့ဒီနတ်စင်ကိုပို့လျှောက်ခဲ့ နတ်စင်ကိုပို့အောင် နတ်စင်ကိုပို့လျှောက်ခဲ့ နတ်စင်ပို့တော့သူပြားကြီးရှာကုန်မှာဗောဟာ မရပါဘူးနတ်စင်ကိုပို့လျှောက်ကြအောက်မှာတွေ့ဇီးပင်လေးတွေမတွေ့လား အေး အဲ့ဒါအချိုးပင်နော် ဟုတ်ဇီးပင်အချိုးပင်ချင်းမေးတာမဟုတ်မင်းအိမ်ကိုမေးတာ အဲ့ဒီဇီးပင်လေးကိုပို့လျှောက်ခဲ့ ဇီးပင်ကိုပို့အောင် ဇီးပင်လေးကိုပို့လျှောက်ခဲ့ ဥပဒေတော့စူးကုန်တော့မှာ မစူးပါဘူးအဲ့ဇီးပင်ကိုပို့လျှောက်တော့မကုန်းနေနေလေးတွေ့ အေးတင်းတင်း အဲ့ဒီနေနေလေးကိုဒီခါကြောကုန်းမြင်းမြင်းလေးဆိုတာရှိသေး မင်း မြင်းမြင်းလေးကိုကြောတော့ကုန်းဆောက်ကလေးဆိုတာရှိသေးဆောက်ကလေးကိုဒီခါကြောတော့ကုန်းပြက်ကလေးဆိုတာရှိသေးပြက်ကလေးကိုဒီခါကြောတော့ကုန်းပြလေးဆိုတာရှိသေး အေးပြပြ ပြလေးကိုကြောတယ်ဓမ္မအဲ့ဒီနေရာကျမေးလိုက်တော့ဗျာသုံးနိုင်မြင့်စောက်ကြပြအိမ်ဝေးလေလို့လာမေးလိုက်အဲ့ဒါကျွန်တော် ဟုတ်ပြီ